စိတ်ဆင်းရဲရင်ကိုယ်ပါလိုက်ပြီးတော့ဆင်းရဲတာလည်းရှိတယ်တခါတလေစိတ်အရမ်းညစ်လာပြီဆိုရင်လူကနေရထိုင်ရတာဘယ်လိုပြောချွေးတွေပါတွေပြန်လာပြီးတော့တမျိုးကြီးဖြစ်နေတာတွေလည်းရှိတယ်ကံစိတ်ဥတုအာဟာရအကြောင်းတရားတွေကြောင့်ဘုန်းဘုန်းတို့ရဲ့ဘဝမှာချမ်းသာခြင်းဆင်းရဲခြင်းဆိုတာနေရာတိုင်းမှာအချိန်တိုင်းမှာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကြောင့်လောကရန်တရားနဲ့ပတ်သက်တဲ့တရားလေးကိုဟောမယ်လို့ပြောလိုက်တော့လောကရန်ဆိုတဲ့စကားလုံးကိုကြားလိုက်တဲ့အချိန်မှာလူအများစုရဲ့စိတ်ထဲကဘလို့ပဲတွေးမှလဲအလွန်ကြီးမားတဲ့အပြောင်းလဲကြီးတွေကိုမှလောကရန်လို့ထင်ကြတယ်ကောင်းတဲ့ဘက်မှာပဲဖြစ်ဖြစ်ဆိုးတဲ့ဘက်မှာပဲဖြစ်ဖြစ်ကြီးမားတဲ့အပြောင်းလဲကြီးတွေတွေ့ရကြုံရရင်ဒါလောကရန်လို့လူတွေကနားလည်ထားကြတာအမှန်ကအဲ့ဒါလို့ဟုတ်သလားကြီးမားတဲ့အပြောင်းလဲကြီးတွေမဟုတ်တော့လည်းပဲလောကရန်တရားထဲမှာအကျုံးဝင်နေတဲ့တဘာဝအတွေ့အကြုံတွေဟာဘုန်းတို့ခန္ဓာမှာအချိန်တိုင်းမှာနေရာတိုင်းမှာတွေ့ကြုံနေရတယ်။ဒါကြောင့်အခြေပြန်ဆုံးတရားလို့ပြောတာလူတိုင်းနဲ့သက်ဆိုင်တဲ့တရားလူတိုင်းနဲ့တိုက်ဆိုင်မဲ့တရားဘာတရားတော့လောကရန်တရားနဲ့တွေ့လာတဲ့အခါမှာတို့ဘလို့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြစ်အောင်ရင်ဆိုင်ရမလဲ။အများစုကတော့လောကရန်တရားနဲ့တွေ့လာတဲ့အခါမှာမတည်ငြိမ်ကြတဲ့မအေးချမ်းကြတဲ့တော့တုံလှုပ်ကြတဲ့ပုံကိုယ်တွေပဲများတယ်။ယာနုံမြည်တည်ငြိမ်သွားတာအေးချမ်းသွားတာကတော့ယဟန္တာဖြစ်မှာပဲရနိုင်တာ။သို့တော့ကိုယ်လည်းပဲကိုယ်အစဉ်လေးနဲ့ကိုယ်အတိုင်းအတာလေးနဲ့ကိုထိုက်တဲ့လောက်တည်ငြိမ်မှုအေးချမ်းမှုရအောင်လုပ်မယ်ဆိုရင်ကောမဖြစ်ဘူးလားဖြစ်တယ်။အမြဲတမ်းရွတ်ဆိုတဲ့နဲ့ပူဇော်တဲ့နဲ့စိတ်ထဲမှာနားလည်မှုနဲ့အမြဲတမ်းရွတ်ဆိုနေတဲ့နဲ့ဂါထာတစ်ပုဒ်ရှိနော်လောကီလိုဘလို့ကျိုးစီးပွားတွေဖြစ်ထွန်းမဲ့ဘာညာညာရည်ရွယ်ပြီးတော့ဂါထာတော်ကိုပြောမှာမဟုတ်ပါဘူးအဲ့ဒါတွေဘုံဘုံတို့တိတ်စိတ်မဝင်စားပါဘူးကိုယ့်ရဲ့စိတ်ကလေးကိုတက်မှတ်အောင်ကောင်းမွန်အောင်ထိန်းချောင်းပေးနိုင်တဲ့အတွက်ကြောင့်တကယ်ကိုလက်တွေ့စိတ်နှလုံးရဲ့ငြိမ်းအေးမှုကိုရစေနိုင်တဲ့အစွမ်းရှိတဲ့လမ်းညွန်ချက်ပါနေတဲ့ဂါထာရခြင်းလှရောက်မယ်နဲ့တူရနော်အဲ့ဒီဂါထာရခြင်းလှရောက်မယ်နဲ့တူရနော်ရပြီးသားနော်ဒီလူတွေရဲ့ခေါင်းထဲမှာရှိပြီးသားလောကရန်တရားနဲ့ပတ်သက်ပြီးတော့လဲဘုံဘုံကရှေ့ရပြောထားတယ်အလွန်မှကောင်းတယ်လို့လည်းပြောထားတယ်ဘယ်ဂါထာလေးမှဖြစ်မလဲဖုဋ္ဌတလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအသောကံဝိရဇံခေမံဧတံမင်္ဂလာမုဒ္ဓမံရတော့ရထားတယ်ဒါပေမဲ့ဘယ်တိုင်းတာထိဒီဂါထာလေးရဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကိုနားလည်နိုင်တယ်လေအဲ့ဒီနားလည်မှုအနိမ့်အမြင့်ပေါ်မှာမူတည်ပြီးတော့ကိုယ်စိတ်ထဲမှာဒီဂါထာရဲ့အကျိုးသက်ရောက်မှုအကြီးအသေးဟာဖြစ်သွားမယ်ပေါ့ဟုတ်လားဖုဋ္ဌတလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအသောကံဝိရဇံခေမံဧတံမင်္ဂလာမုဒ္ဓမံလောကဓမ္မေဟိလောကရန်တရားတို့ဖြင့်ဖုဋ္ဌတတွေ့ကြုံလာရတဲ့ယတ္တအကျဉ်ယန္တာပုဂ္ဂိုလ်အားစိတ်တံစိတ်သည်နာကံပတိမတုံလှုပ်အသောကုန်ခန်းနဲ့စိတ်မှာကိလေသာအငြိကြီးလုံးဝကင်းဝေးတော်မူကြတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်တော့ယဟန္တာပုဂ္ဂိုလ်တွေလို့ခေါ်နော်အဲ့ဒီယဟန္တာပုဂ္ဂိုလ်တွေဟာလောကရန်တရားတွေနဲ့တွေ့လာပြီဆိုရင်လောကရန်တရားဆိုတာဆိုတော့၈မျိုးဘုံဘုံရွတ်ပြထားတယ်ဟုတ်လားအကြီးအသေးအကောင်းဆုံးအမျိုးမျိုးသောလောကရန်တရားတွေနဲ့တွေ့ကြုံလာတဲ့အခါမှာယဟန္တာရှင်မြတ်တို့ရဲ့စိတ်သည်တုန်လှုပ်မှုမရှိဘူးဒီနေ့မှာတုန်လှုပ်တယ်ဆိုတာဝမ်းသာမှုဝမ်းနည်းမှုဖြစ်သွားတာကိုတုန်လှုပ်တယ်လို့ပြောတာဘုန်းဘုန်းတို့တာမန်ဖြင့်ပုထုဇဉ်တွေကကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဘာဖြစ်ကြတာတော့ဝမ်းသာကြတာမကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဝမ်းနည်းကြတာလာဘိနဩနတောလောကောအလာဘိနသဩနတောလာဘာလာဘိနဧကထတာရိတသမနာမမနော်သုလသုဘရာအနာရဘိန်တတိရဲ့သမီးနော်အယူအဆမတူတဲ့နော်အတိုင်းဝိုင်းမှာအိမ်တော်ကြတော့အဲ့ဒီအတိုင်းဝိုင်းကလူတွေနဲ့ပတ်သက်ပြီးတော့သူပြောကြဆိုကြတာတွေရှိတယ်အဲ့ဒီမှာယဟန္တာအရှင်တို့ရဲ့ဂုဏ်ကျေးဇူးကိုပြောတဲ့နေရာမှာသူဒါလေးထည့်ပြောတာပါတယ်လာဘိနဩနတောလောကောအလာဘိနသဩနတောလောကကြီးကရလို့ရှိရင်သူတို့လူကျင်တာလေးတွေမြန်ရနိုင်မယ်ဆိုလို့ရှိရင်မြင့်မောက်နေကြတယ်တက်ကြွနေရတယ်လူကျင်တာလည်းမရဘူးလဲဆိုရောတခါတည်းစိတ်ဓာတ်တွေကနှိမ့်ကျသွားကြပြန်တယ်တဲ့ဟုတ်လားလောကရဲ့တော့နော်
လာဘေနဩနတောလောကောအလာဘေနသဩနတောလာဘာလာဘေနဧကထာတာရိတာသမဏမမငါကိုးွယ်နေတဲ့ကိလေသာကုန်ခန့်တဲ့ယန္တာရှင်မြတ်တွေဟာအဲ့လိုရခြင်းမရခြင်းကြောင့်စိတ်ကနော်တုံလှုပ်ခြင်းမရှိဘူးမြင့်မောက်သွားတာလည်းမရှိဘူးနှိမ့်ကျသွားတာလည်းမရှိဘူးလာဘာလာဘေနဧကထာရခြင်းမရခြင်းဒီဟုသောအကြောင်းကြောင့်စိတ်ဟာနှစ်မျိုးဖြစ်မသွားဘူးတစ်မျိုးတည်းပဲငြိမ်ငြိမ်လေးပဲအဲ့ဒါလို့အစွမ်းရှိတယ်လို့သုလသုဝရသူ့ရောက်ခမကြီးကိုအဲ့လိုပြောခဲ့တဲ့စကားရှိတယ်သူရှစ်မျိုးလုံးပြောတာပါလောကရဲ့သဘောကအချမ်းရည်နေရှိတယ်ဆိုရင်မြင့်မောက်နေကြတယ်အထီးကျန်နေတယ်ဆိုရင်တော့လည်းနှိမ့်ကျနေကြတယ်ချီးမွမ်းခံရတယ်ဆိုရင်လည်းမြင့်မောက်နေကြတယ်ကဲ့ရဲ့ခံရတယ်ဆိုရင်လည်းစိတ်ကညှိုးငယ်နေကြတယ်နှိမ့်ကျနေကြတယ်ချမ်းသာနေတယ်ဆိုရင်လည်းဘာတော့မြင့်မောက်နေကြတယ်ဆင်းရဲသွားပြီဆိုရင်တော့စိတ်ကညှိုးငယ်သွားကြတယ်ဝမ်းသာခြင်းဝမ်းနည်းခြင်းဆိုတဲ့အစွန်းနှစ်ဖက်မှာပဲဒီစိတ်ဟာပြေးနေဟုတ်လားကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဝမ်းသာနေကြတယ်မကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဝမ်းနည်းနေကြတယ်ဒါလောကရဲ့သဘာဝခုယန္တာရှင်မြတ်တွေကြတော့အဲ့လိုမျိုးမဟုတ်ဘူးနော်ဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတ္တနကံပတိနကံပတိတုံလုံးမှုမရှိဘူးတဲ့ဘလို့အတွေ့အကြုံတွေပဲတွေ့ဘာကြီးဖြစ်လို့နေသူ့စိတ်ထဲမှာဝမ်းသာခြင်းဝမ်းနည်းခြင်းဖြင့်တုံလုံးနေတာမျိုးမရှိဘူးအတောကံစိတ်ထဲမှာစိုးရိမ်မှုလည်းမရှိဘူးဝိရဇံစိတ်မှာယာဂဒေါသအညစ်အကြေးပေးချမ်းသွားတယ်ဆိုတာလည်းမရှိဘူးခေမံဘေးဖြစ်သွားတယ်ဆိုတာလည်းမရှိဘူးဘေးလည်းခင်းနေတယ်အကောင်းဆုံးအမြင့်မားဆုံးမင်္ဂလာတရား၄ပါးနော်နကံပတိလောကရန်တရားတွေနဲ့တွေ့လို့စိတ်ဟာတုန်လှုပ်မှုမရှိဘူးအတောကံလောကရန်တရားတွေနဲ့တွေ့လို့စိတ်ဟာစိုးရိမ်ခြင်းမရှိဘူးဝိရဇံလောကရန်တရားတွေနဲ့တွေ့လို့စိတ်မှာနော်အညစ်အကြေးမြူတွေတင်သွားတာမရှိဘူးခေမံဘလို့လောကရန်တရားနဲ့တွေ့လို့မှစိတ်မှာဘေးဖြစ်သွားတယ်ဆိုတာမရှိဘူးတဲ့ဘလောက်ကောင်းတော့နော်ဧတံမင်္ဂလမုဒ္ဓမံအဲ့ဒါအလွန်မှမျက်နှိုးစရာကောင်းတဲ့မင်္ဂလာတရားလို့ခေါ်တာအဲ့ဒါအမြဲတမ်းရော့အဓိပ္ပာယ်ကိုသိပြီးတော့ရော့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ကိုကနော်အတူယူစရာအားကြစရာစံတစ်ခုကိုမှရှိနေရရောက်တယ်ဟုတ်လားယန္တာရှင်မြတ်တည်းရဲ့စိတ်ဟာဘလို့အတွေ့အကြုံမျိုးနဲ့ပဲတွေ့ဘလို့အခြေအနေမျိုးတွေပဲဖြစ်နေသူတို့ရဲ့စိတ်မှာတုန်လှုပ်တယ်ဆိုတာမရှိဘူးစိုးရိမ်နေဆိုတာမရှိဘူးကိလေသာမြူတင်သွားတယ်ဆိုတာမရှိဘူးဘေးဖြစ်သွားတယ်ဆိုတာမရှိဘူးအဲ့တော့ကျွတ်တို့ရွတ်ဆိုရတဲ့နားလည်မှုနဲ့ရွတ်ဆိုရတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာဘာဖြစ်သွားနိုင်တော့အားကြတဲ့စိတ်ဖြစ်သွားနိုင်တယ်ငါလည်းအဲ့လိုဖြစ်ရင်ကောင်းပါပဲဆိုတဲ့စိတ်မျိုးဖြစ်မလာနိုင်ဘူးလားဖြစ်လာနိုင်တယ်အကယ်၍အဲ့ဒီအချိန်မှာကိုကနော်ထင်ရှားတဲ့လောကဓာတ်တရားတစ်မျိုးမျိုးတွေ့လို့နော်စိတ်ရဲ့တုန်လှုပ်မှုမြန်ဖြစ်နေမဲ့အခါကာလမျိုးကြုံရမယ်ဆိုလို့ရှိရင်ကိုယ့်ကိုအဲ့ဒီဂါထာမှာပါတဲ့အစုံအမလေးကသတိပေးနေရရောက်သွားနိုင်မယ်ကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးဖြစ်အောင်ထိန်းချောင်းပေးတဲ့အနေအထားမျိုးကိုလည်းရောက်သွားနိုင်တယ်မကောင်းဘူးလားအဲ့လိုဖြစ်မယ်ဆိုရင်ကောင်းနော်ဒါကြောင့်လောကဓာတ်တရားနဲ့တွေ့ရင်ဘုန်းဘုန်းတို့ကနော်တည်တည်ငြိမ်ငြိမ်ဖြစ်အောင်ကြိုးစားကြရမှာဘသူတွေကိုဘုန်းဘုန်းတို့စံထားပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်အောင်ကြိုးစားကြမှာတော့ဘုရားယန္တာအရိယာပုဂ္ဂိုလ်ကြီးတွေကိုစံထားပြီးတော့ကြိုးစားကြရမှာဟုတ်လားမြတ်စွာဘုရားအဲ့လိုလည်းပဲနော်အတူယူအားကြပြီးတော့ကောင်းတဲ့ကောင်းကြိုးစားသေးခြင်းနဲ့စိတ်တွေနဲ့ဒေသနာတွေအများကြီးဟောခဲ့တာရှိတာပဲလေမြတ်စွာဘုရားလက်ထက်ကရှင်ဗတ္တိယဆိုတာဒီတစ်ပါးရှိတယ်သူ့ရဲ့နာမည်အပြည့်စုံကလာကုံတကဗတ္တိယသူအရက်ပုတယ်ဥကွာကွာလေးဖြစ်နေတယ်ဒါပေမဲ့ရှင်သာရိပုတ္တရာဟောတဲ့တရားကိုနာယူပြီးတော့သူကယဟန္တာဖြစ်နေတာနော်အဲ့တော့သူ့ရဲ့ဒီပုတဲ့အရက်နော်ရုပ်ဆင်းအင်္ဂါကိုကြည့်ပြီးတော့ပုထုဇဉ်ယဟန်တွေကနော်စကြနောက်ကြတချို့လည်းပဲချစ်စနိုးနဲ့နေရုပ်ကလေးဆွဲကြနှာခေါင်းလေးဆွဲကြအဲ့လိုမျိုးပြောင်းကြနောက်ကြတာရှိသူဘလို့ခြေနေမျိုးနဲ့ပဲကြုံသူ့ရဲ့စိတ်ထဲမှာဝမ်းသာတယ်ဝမ်းနေတယ်ဆိုတာမရှိဘူး तू ကအမြဲတမ်းပဂရိအေးချမ်းတည်ငြိမ်တဲ့စိတ်နဲ့နေနိုင်တဲ့အရည်အသွေးရှိနေတာပေါ့အဲ့တော့ယဟန်တွေကနော်စကြနောက်ကြရင်းနဲ့ဘလို့မှတုံ့လုံမှုမရှိတဲ့အခါမှာသတိထားမိတယ်ပေါ့ဘာပြောလို့မှစိတ်ထဲမှာဝမ်းသာတယ်ဆိုတာလည်းမရှိဝမ်းနေတယ်ဆိုတာလည်းမရှိ
အဲ့ဒါသူ့ရဲ့အဲ့ဒီအည်အသွေးကိုသတိမထားမိလို့ကိုသူတို့မရဘူးသတိထားမိတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားလျှောက်ကြတော့မြတ်စွာဘုရားကသူကယဟန္တာပုဂ္ဂိုလ်ဖြစ်နေတာသူ့ရဲ့စိတ်ကဘာတုံ့လုံးမှုမှမရှိဘူးအဲ့ဒါလိုမြတ်စွာဘုရားချီးမွမ်းပြီးတော့ဂါထာတစ်ပုဒ်ဟောတယ်အဲ့ဒီဂါထာလေးလဲစောသောဂါထာလေးနဲ့တွဲပြီးတော့ရွတ်เสียကောင်းတေလောယထာဧကကနောဝါတေနနသမိရတိဧဝံနေနပတန္တာတုနသမိစ္ဆန္တိပန္တိတာတေလောယထာဧကကနောဝါတေနနသမိရတိတကယ်ကိုကြောက်သားအတိပြေးနေတဲ့ကြောက်တောင်ကြီးတစ်ခုနော်မြေတောင်မဟုတ်ဘူးနော်ကြောက်တောင်ကြီးဟုတ်လားအဲ့ဒီကြောက်တောင်ကြီးဟာအရက်လေးမျက်နှာကတိုက်ခတ်လာတဲ့လေတို့ကြောင့်တုန်လှုပ်မှုမရှိဘူးတဲ့ပဂရိကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးလေဘလောက်တိုက်လို့မှသူ့မှာတုန်လှုပ်တယ်ဆိုတာမရှိဘူးတဲ့တေလောယထာဧကကနောဝါတေနနသမိရတိဧဝံနေနာပတန္တာတုနသမိစ္ဆန္တိပန္တိတာအဲ့ဒါလိုပဲတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာတနည်းအားဖြင့်လောကရဏီရဲ့အကြောင်းကိုကောင်းကောင်းနားလေတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဆိုတာဧဝံနေနာပတန္တာတုနေနာဆိုတာဘာလို့ကဲ့ရတာပတန္တာဆိုတာချီးမွမ်းတာအဲ့လိုချီးမွမ်းခြင်းကဲ့ရခြင်းဆိုတဲ့လေသံတွေကြောင့်သူတို့ရဲ့စိတ်ဟာတုန်လှုပ်သွားတယ်ဆိုတာမရှိဘူးတဲ့အဲ့ဒီချီးမွမ်းခြင်းကဲ့ရခြင်းဆိုတဲ့လောကရန်တစုံဟာလည်းပဲအလွန်စိတ်ဝင်စားတဲ့အကောင်းတကယ်တမ်းကချီးမွမ်းတယ်ဆိုတာဘာလို့တာကိုကောင်းတယ်ထင်လို့ကောင်းတယ်လို့ပြောလိုက်တာတချို့ကြတော့လည်းပဲကောင်းတယ်လို့တကယ်မထင်မဲနဲ့မြောက်ပင့်ပြီးတော့စိတ်ထဲမပါဘဲနဲ့ကောင်းတယ်လို့ပြောလိုက်တာလည်းရှိနိုင်တယ်ချီးမွမ်းခြင်းကလည်းယုံစားရတာမဟုတ်လားကဲ့ရဲ့ခြင်းဆိုတာတပါတော့ကိုမကောင်းဘူးထင်လို့မကောင်းဘူးလို့ပြောလိုက်တာကောင်းတယ်လို့ထင်ပါလဲကဲနဲ့မကောင်းဘူးလို့တကယ်လည်းမထင်ပါပဲနဲ့မုန်းလို့ကိုတတ်တမဲ့မကောင်းဘူးလို့ပြောတာလည်းရှိနိုင်တယ်ဥထုဇဉ်တတ္တဝါတွေရဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတာသိပြီးတော့မသေးကြဘူးဒါလည်းပဲနားလည်ထားဖို့လိုသေးတယ်နော်အဲ့ဒီချီးမွမ်းခြင်းကဲ့ရဲ့ခြင်းတွေကိုဘုန်းဘုန်းတို့ကဘလို့တွေသဘောထားနေကြသလဲအလွန်မှကိုစိတ်ထဲကအရေးထားတဲ့အနေအထားမျိုးနဲ့နော်စိတ်ထဲကဒါကိုတော်တော်လေးကိုပဲဘုန်းဘုန်းတို့ဟာဒီချီးမွမ်းပြီဆိုလို့ရှိရင်လည်းပဲစိတ်ထဲကအလွန်အကျွံကိုပဲသဘောကျတယ်ဝမ်းသာတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကဲ့ရဲ့ပြီဆိုလို့ရှိရင်လည်းဘလို့လဲအလွန်မှကိုစိတ်ဟာထိခိုက်ရတယ်ဘုန်းတော်ကကိုအတ္တကြီးရင်ကြီးသလောက်အဲ့ဒီခံစားချက်ကပြင်းထန်မယ်လို့ထင်တယ်ချီးမွမ်းတယ်ဆိုတာလေကိုအတ္တလေးကိုအမွှန်းတင်ပေးရရောက်တာကဲ့ရတာလည်းပဲကိုယ့်ရဲ့အတ္တလေးကိုရှုံချရရောက်တာငါ့ကိုဓာတ်ရိုက်ထိတဲ့လေသံတွေလို့ခံစားရတယ်ပေါ့နော်စိတ်ကအဲ့တော့ချီးမွမ်းပြီဆိုရင်လည်းဘာဖြစ်တော့အလွန်ကိုပဲစိတ်ထဲကအဓိကထားရတယ်အဲ့ဒီလူကိုမေ့ကိုမမေ့ဘူးဟုတ်တယ်မဟုတ်လားကဲ့ပြီဆိုရင်ရောဘယ်လိုလဲကဲပြီဆိုရင်ပိုးတောင်မမေ့သေးတယ်ဟုတ်လားကဲရလို့နာတဲ့အနာကလေအလွန်ပြင်းထန်တယ်နော်အဲ့တော့စဉ်းစားကြည့်သမ်းပါဦးနော်ဒီချီးမွမ်းတယ်ကဲရတယ်ဆိုတာကကိုယ့်ရဲ့ဘဝအပေါ်မှာကိုယ့်ကိုယ်ပေါ်မှာနော်ဘယ်လောက်ထိအကျိုးသက်ရောက်မှုတကယ်ရှိသွားသလဲဆိုရင်သူဒီချီးမွမ်းခြင်းကဲ့ခြင်းတက်တက်ကြောင်တော့ဘာမှအကျိုးသက်ရောက်မှုမရှိဘူးသူကလေသံပဲပေါ်လာပြီးတော့ကြောက်သွားတဲ့သဘောပဲဒါဖြစ်ရင်ဘာလို့စိတ်ထဲမှာဒီချီးမွမ်းခြင်းကဲ့ခြင်းကြောင့်ဖြစ်ပေါ်သွားတဲ့ခံစားချက်တွေဟာတိတ်ပြီးတော့ပြင်းပြင်းထန်ထန်ကြီးဖြစ်သွားရသလဲစဉ်းစားကြည့်သင့်တယ်နော်သူ့ရဲ့လေသံလေးကလေသံလေးတက်တက်ကြောင့်ဘုန်းဘုန်းတို့ကိုဘာမှကောင်းတဲ့ဘက်မှာရောဆိုးတဲ့ဘက်မှာရောထိခိုက်မှုမရှိဘူးဒါပေမဲ့စိတ်ထဲမှာဘယ်နဲ့ကြောင့်ကောင်းတဲ့ဘက်ဆိုးတဲ့ဘက်မှာအကြီးအကျယ်ထိခိုက်သွားရသလဲဘယ်သူနဲ့ပေါင်းပြီးတော့အလုတ်လုတ်သွားတယ်လို့ထင်လဲကိုယ်စိတ်အတွေးတွေနဲ့ပေါင်းပြီးတော့အလုတ်လုတ်သွားတာနော်ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းကစိတ်အတွေးတွေနဲ့ပေါင်းပြီးတော့အလုတ်လုတ်သွားတာအဲ့ဒါကိုယ့်ရဲ့စိတ်ကအမှားတွေးတွေးမယ်ဆိုရင်တွေးသလောက်အဲ့ဒါထိခိုက်မှာပဲကိုယ်စိတ်ကအမှန်တွေးနိုင်ရင်တွေးနိုင်သလောက်ထိခိုက်မှုမရှိဘူးတကယ်တမ်းကချီးမွမ်းခြင်းကြောင့်လည်းကိုယ်တကယ်ကောင်းသွားတာမဟုတ်ကဲ့ရဲ့ခြင်းကြောင့်လည်းကိုယ်တကယ်ဆိုးသွားတာမဟုတ်ကိုပင်ကိုကကောင်းရင်ကောင်းမှာပဲကိုပင်ကိုကဆိုးရင်ဆိုးမှာပဲသူကောင်းတယ်ပြောတိုင်းလည်းကောင်းတာမှမဟုတ်တာသူဆိုးတယ်ပြောတိုင်းလည်းဆိုးတာမှမဟုတ်တာဒါအပေါ်ယံတွေးကြည့်မယ်ဆိုရင်တောင်မှကိုယ့်ဘဝဆိုးခြင်းကောင်းခြင်းရဲ့ပုံမှာဘာအကျိုးသက်ရောက်မှုမှမရှိဘူးဆိုတာထင်ရှားတယ်အဲ့ဒါလောက်အရေးမပါတဲ့ကိစ္စကိုဘုံဘုံတို့ကဘယ်နဲ့ကြောင့်အကြီးအကျယ်ခံစားနေကြသလဲအစဉ်းစားတယ်မို့လားစဉ်းစားတယ်ဘာလို့အကြီးအကျယ်ခံစားရတာလို့ဆိုတော့ဉာဏ်မရှိလို့ပေါ့အမှန်မသိလို့ပေါ့ဟိုမှာအမှန်သိကြတဲ့ယဟန္တာပုဂ္ဂိုလ်တွေကြတော့စိတ်ထဲမှာ
ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းကြောင့်ဘာတုံလို့မှမရှိဘူးဥမာဘလို့ပေးတာတော့နော်ကြောက်သားပဂရိနဲ့ပြီးတဲ့ပဂရိကြောက်တောင်ကြီးဟာတိုက်ခတ်လာတဲ့လေတို့ကြောင့်တုံလို့မှုမရှိသလိုလို့အဲ့လိုဥမာပေးထားတယ်ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ရဲ့စိတ်နှလုံးကအဲ့ဒီကြောက်တောင်ကြီးလို့ခိုင်မာနေအောင်ဘုန်းဘုန်းတို့ကဘာနဲ့မုံမှန်ထားရမလဲဆိုရင်ဉာဏ်ပညာနဲ့မုံမှန်ထားရမယ်ဉာဏ်ပညာဆိုလို့စိတ်တွေကရှောက်ပြီးတော့ဟိုဉာဏ်ပညာဆိုတာဘာကြီးလဲလို့အတွေးတွေချော်မနေနဲ့ဩဉာဏ်ပညာဆိုတာတဘာဝတရားတွေအကြောင်းကိုအမှန်သိတာကိုပြောတာဒီနေရာမှာဘယ်ဉာဏ်ဘာကိုသိကြရအောင်ဉာဏ်ပညာလို့ဒီနေရာမှာဆိုရင်တာလဲဆိုအဲ့ဒီချီးမွမ်းခြင်းကဲ့ရဲ့ခြင်းရဲ့အကြောင်းကိုအမှန်သိတဲ့ဉာဏ်ပညာကိုဒီနေရာမှာဉာဏ်ပညာလို့ဆိုရင်တာခုနကတော့ဘုံဘုံတသိတစ်ပိုင်းပြောလိုက်ပြီနော်ချီးမွမ်းခြင်းကြောင့်လည်းကိုယ်တကယ်ကောင်းမသွားနိုင်ဘူးကဲ့ရဲ့ခြင်းကြောင့်လည်းကိုယ်တကယ်ဆိုးမသွားနိုင်ဘူးအဲ့ဒါကိုကလည်းချီးမွမ်းခြင်းကဲ့ရဲ့ခြင်းကြောင့်ကိုအစိတ်အပိုင်းတစ်ခုအနေနဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ဘုံဘုံတို့သိလိုက်တယ်လို့ဆိုနိုင်မို့လားအဲ့ဒါကိုကဉာဏ်ပညာပဲအဲ့ဒါလောက်လေးသိမယ်ဆိုရင်တော့အရန်ကြီးတုံ့လှုပ်သွားကြအကြောင်းမရှိဘူးနော်သူကောင်းတယ်ပြောတိုင်းငါတကယ်ကောင်းသွားတာမှမဟုတ်တာသူဆိုးတယ်ပြောတိုင်းငါတကယ်ဆိုးသွားတာမှမဟုတ်တာငါစိတ်ထဲကနော်ကောင်းတယ်ပြောတာကြီးကိုဘယ်နဲ့ကြောင့်လောက်ကြီးအရသာခံသွားတာလဲမကောင်းဘူးလို့ပြောတာကိုဘာကြောင့်ဘယ်နဲ့ကြောင့်လောက်ကြီးစိတ်ကထိခိုက်သွားတာလဲဒါကိုဘုံဘုံတို့အဖြေရှာနိုင်ရင်ရှာနိုင်တယ်လို့အဖြေမှန်ကိုတွေးရင်တွေးတယ်လို့အဲ့ဒါဉာဏ်ရှိတယ်လို့ဆိုရတယ်ဟုတ်လားအဲ့တော့ဉာဏ်ပညာတကယ်ကြီးရင်ကြီးတယ်လို့ဒီလောကဓာတ်တရားကြောင့်စိတ်ဟာတုန်လှုပ်မှုနေသွားတာပဲနော်အဲ့ဒါမြတ်စွာဘုရားပေးတဲ့ဥမာလေးအဲ့ဒါဘုံဘုံကသောသောဂါထာလေးနဲ့တွဲပြီးတော့ရွတ်စေခြင်းဟုတ်လားဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမဣတံမင်္ဂလမုဒ္ဓမာအကောင်းဆုံးမင်္ဂလာတရား၄ပါးအကောင်းဆုံးအမျိုးမျိုးသောအတွေ့အကြုံတွေလောကဓာတ်ကိုအဲ့လိုတောင်ဘုံဘုံကဘာသာပြန်ခြင်းနဲ့အတွေ့အကြုံတွေ့ရယုံကြုံရယုံမှာပဲကောင်းတာလည်းဖြစ်မယ်ဆိုးတာလည်းဖြစ်မယ်အကောင်းထဲမှာလည်းအကြီးဖြစ်ခြင်းဖြစ်မယ်အသေးဖြစ်ခြင်းဖြစ်မယ်ဆိုးထဲမှာလည်းအကြီးဖြစ်ခြင်းဖြစ်မယ်အသေးဖြစ်ခြင်းဖြစ်မယ်အချိန်တိုင်းနေရာတိုင်းမှာတွေ့ကြုံနေရတဲ့သဘာဝတရားတွေတူရစုလိုက်မယ်ဆိုရင်ဘယ်နှမျိုးတော့၈မျိုးအကောင်း၄မျိုးအဆိုး၄မျိုးလွတ်သလားမလွတ်ဘူးဘယ်အချိန်မှမလွတ်ဘူးအမြဲတွေ့နေဟုတ်လားအဲ့ဒီတွေ့လာတဲ့ချိန်မှာဘုန်းတို့ရဲ့စိတ်ကိုတုန်လှုပ်မှုမရှိအောင်စိုးရိမ်မှုမရှိအောင်ကိလေသာမြူမတင်အောင်ဘေးမဖြစ်အောင်ဘုန်းတို့ဟာအကောင်းဆုံးနော်စိတ်ရဲ့ဉာဏ်ပညာတွေနဲ့ရင်ဆိုင်နိုင်ဖို့ဖြတ်သန်းနိုင်ဖို့လိုမယ်ပေါ့နော်တော့ဒီနေရာမှာဦးဇင်းတို့ဒါကချီးမွမ်းခြင်းကဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ဦးစားပေးပြီးတော့ပြောမိတာပေါ့လေတကယ်ကတော့လောကဓာတ်၈ပါးသလုံးဘဝမှာဘာဖြစ်နေတော့တွေ့ကြုံနေကြတာပဲနော်သူ့ချိန်နဲ့သူ့အကြောင်းတရားနဲ့သူအမျိုးမျိုးဘာလို့တော့တွေ့နေကြတာကြုံနေကြတာအဲ့လိုတွေ့လာကြုံလာတဲ့အခါမှာတည်ငြိမ်မှုရှိအောင်ငြိမ်သက်မှုရှိအောင်ဘုန်းတို့နော်ဘလို့ရင်ဆိုင်မလဲဘလို့ဒီလောကဓာတ်တရားတွေရဲ့ပုံမှာရှုမြင်မလဲအရေးကြီးဆုံးကအဲ့ဒီလောကဓာတ်တရားတွေရဲ့ပုံမှာကိုယ့်ရဲ့အမြင်ဟာအရေးကြီးဆုံးပဲကိုယ့်ရဲ့အမြင်ကမှန်တယ်ဆိုလို့ရှိရင်ဘယ်လောကဓာတ်ကမှကိုယ့်ကိုတုံ့လှုပ်အောင်မလုပ်နိုင်ကိုယ့်ရဲ့အမြင်ကမှားမယ်ဆိုရင်တော့လောကဓာတ်အသေးလေးကတော့လည်းပဲကိုယ့်ကိုအကြီးအကျယ်ပျက်စီးသွားအောင်ဆင်းရဲသွားအောင်နှိမ့်ဆက်နိုင်လိမ့်မယ်နော်တော့ဒီနေရာမှာဒီလောကဓာတ်တရားနဲ့တွေ့ရင်နော်တည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းလေးနေနိုင်ဖို့အတွက်နော်အကောင်းဆုံးမြတ်စွာဘုရားသင်ကြားပေးထားတဲ့သုတ်တန်တစ်ပုဒ်ရှိတယ်အဲ့ဒါလေးကိုဘုံဘုံအနှစ်ချုပ်ပြီးတော့ပြောမယ်ဟုတ်လားယဟန်တို့တဲ့လောကမှာလောကဓာတ်တရား၈ပါးဆိုတာရှိတယ်အဲ့ဒီလောကဓာတ်တရားတွေကတတ္တဝါတွေနောက်ကိုလိုက်နေတာလည်းရှိတယ်တတ္တဝါတွေကိုယ်တိုင်ကလောကဓာတ်တရားနောက်ကိုလိုက်နေတာလည်းရှိတယ်တဲ့ဒီရစဟောတာနော်လောကဓာတ်ကတတ္တဝါတွေနောက်ကိုလိုက်တာလည်းရှိတယ်တတ္တဝါတွေကလောကဓာတ်တရားနောက်ကိုလိုက်နေကြတာလည်းရှိတယ်တဲ့နားလည်လားမသိဘူးလောကဓာတ်ကကိုယ်နောက်လိုက်တာရှိတယ်ကိုကလောကဓာတ်နောက်ကိုလိုက်တာလည်းရှိတယ်အဲ့ဒါလေးကိုဘုံဘုံနားလည်တယ်လို့ရှင်းပြမယ်လောကဓာတ်ကကိုယ်နောက်လိုက်တယ်ဆိုတာဘာပြောတာလဲဆိုတော့ကိုယ်အတိတ်ဆိုတာအရင်ဘဝလည်းဖြစ်မယ်เนาะဒီဘဝရဲ့အရင်နှစ်ကဖြစ်မယ်ဟိုးအရင်နှစ်ကဖြစ်ဒါမှမဟုတ်မနေ့ကဖြစ်ခြင်းလည်းဖြစ်မယ်ပေါ့နော်ကိုယ်အတိတ်ကာလကကိုလှုပ်ခဲ့တဲ့လှုပ်ရက်တွေကိုပြောခဲ့တဲ့အပြောတွေကိုယ့်ရဲ့အတွေးတွေဟုတ်လားအဲ့ဒါတွေကိုဘာလို့ခေါ်တော့ကံလို့ခေါ်တယ်ဟုတ်လားအဲ့ဒီကံတွေကအဲ့ဒီအလုပ်တွေကကောင်းတာလည်းဖြစ်ခြင်းဖြစ်မယ်ဆိုးတာလည်းဖြစ်မယ်เนาะအတိတ်ကကိုယ့်ရဲ့လှုပ်ရက်တွေအကောင်းဆိုးအမျိုးမျိုးကိုလှုပ်ခဲ့တာတွေရှိတယ်အဲ့ဒီအလုပ်တွေကအကျိုးရလဒ်တွေအနေနဲ့ကိုယ့်ဘဝနောက်ကိုအမြဲတမ်းလိုက်ဟုတ်လားတချို့ဘုံဘုံတို့အခုထွက်လာတဲ့အကျိုးရလဒ်တွေဟာအခုလှုပ်လိုက်တာမဟုတ်ဘူးငကိုယ်တော့ကလှုပ်ထားတာတ
တချို့ကဆိုဘယ်တော့မှလှုပ်ထားမှတောင်မသိတော့လှုပ်တော့လှုပ်ခဲ့တယ်တဘာဝတရားတွေကအံ့ဩစရာကောင်းတာနော်ရှောင်လို့မရဘူးကိုလှုပ်ပြီးရင်အဲ့ဒီအကျိုးရလဒ်ဟာတစ်ချိန်ချိန်မှပါတော့တွေ့လာလိမ့်မယ်ဟုတ်လားဆိုရမှာဆိုလူသက်မှုကျူးလွန်လို့အဲ့ဒီရာတော်သားကိုဖမ်းကြတယ်ထောင်ချရတယ်သို့မဟုတ်အရန်ကိုစိုးသွမ်းလို့သူ့ကိုသိမိန်ပေးလိုက်တယ်ဆိုရင် तू လှုပ်တဲ့အချိန်နဲ့ तू ခံရတဲ့အချိန်နဲ့ဟာတစ်ချိန်နဲ့လားမဟုတ်နော်ဟုတ်တယ်မဟုတ်လားတချို့ဆိုရင်အရှောင်တိန်ကောင်းတဲ့အခါကျတော့တော်တော်နဲ့သူ့ကိုမဖမ်းမိဘူးဟုတ်လားတော်တော်နဲ့အပြစ်ပေးလို့မရဘူးကြာကြီးနေတော့မှသူ့ကိုအပြစ်ပေးတာကို तू ခံရတယ်အဲ့တော့လှုပ်တဲ့အချိန်ကတစ်ချိန်ခံရတဲ့အချိန်ကတစ်ချိန်ကံတရားကိုအဲ့လိုလေးလဲနားလည်ဖို့လိုမှာပေါ့နော်တဘုံတို့အတိတ်ကာလကလှုပ်ရက်တွေရှိတယ်ကောင်းတာလည်းဖြစ်မယ်ဆိုးတာလည်းဖြစ်မယ်အဲ့ဒီလှုပ်ရက်တွေကကောင်းကျိုးဆိုးပြစ်တွေကိုအကျိုးပေးဖို့ဆိုတဲ့အနေအထားမျိုးနဲ့ဘုန်းတို့ရဲ့စိတ်တန်တာမှာကမ္မပစ္စယတတ္တိအနေနဲ့အမြဲတမ်းလိုက်နေအဲ့ဒါအခွင့်သာတဲ့အချိန်မှာအကျိုးပေးမယ်ကောင်းတာတွေဆိုးတာတွေအမျိုးမျိုးပေါ့အဲ့ဒါမှပြောတာတော့လောကဓာတ်ကကိုယ့်နောက်ကိုလိုက်နေတာတဲ့တခါတလေကိုလောလောဆယ်ကောင်းနေပါလဲနဲ့မကောင်းတဲ့အတွေ့အကြုံတွေကိုတွေ့ကြုံရတယ်တခါတလေလောလောဆယ်ကိုဆိုးနေပါလဲနဲ့ကောင်းတဲ့အတွေ့အကြုံတွေကိုလည်းတွေ့ကြုံရတာလည်းရှိတယ်ဒါပါတော့အလွန်ထင်ရှားတာကိုပြောတာနော်လောကဓာတ်တရားကိုယ့်နောက်ကိုလိုက်နေတာဒီလောက်တင်ဘုံဘုံတို့ကမရက်ဘူးနော်ကိုယ်ကလည်းလောကဓာတ်တရားနောက်လိုက်နေတာလည်းရှိတယ်တဲ့အဲ့ဒါပါတော့ကောင်းတာတွေတွေ့အောင်ကောင်းတာတွေဖြစ်အောင်ဘုံတို့စူးစမ်းပြီးတော့ဆောင်ရွက်နေကြတာရှိတယ်တချို့ကြတာလည်းပဲမဆိုးဆိုးအောင်ကိုအဆိုးကိုလိုက်ရှာနေတယ်လို့မျိုးလုပ်ရမှားတွေနဲ့လိုက်ရှာနေတယ်လို့မျိုးလုပ်နေကြတဲ့လူတွေကမရှိဘူးလားအခုလုံးလုံးတဲ့သူ့ရဲ့ပြစ္ဆုတ်ပံလုပ်ရက်တွေကိုကအနာဂတ်မှာအကောင်းဆုံးလောကဓာတ်အမျိုးမျိုးကိုတွေးဖို့ကြုံဖို့အတွက်သူဟာစူးစမ်းပြီးတော့ရှားဖွေးနေတယ်လို့မျိုးလုပ်နေကြတာပါမရှိဘူးလားအဲ့ဒါပါလေလောကဓာတ်နောက်ကိုသူလိုက်နေဟန်တော့မတွေ့အောင်ကိုရှားနေတာလောကဓာတ်ကိုအဲ့တော့လောကဓာတ်ကကိုယ့်ကိုရှားတာရှိတယ်ကိုကလောကဓာတ်ကိုရှားတာရှိတယ်သူရှားကိုရှားဆိုတော့ဘာတော့တွေ့ပါအမြဲကိုတွေ့နေတာနော်အခုကျွတ်တို့တွေ့နေတာအဲ့ဒါကျွတ်တို့ရှားခဲ့တာတွေတွေ့နေတာပဲဘုရားတရားကိုလက်တွေ့ကြကြပြောရင်လည်းအခုဒီထဲမှာဘာလို့ဒီလိုလေးဒီအတန်ကိုနားထောင်နေရတာတော့မနေ့တုန်းကတို့အကြောင်းသွားမယ်ဆိုတော့စဉ်းစားပြီးတော့လာခဲ့လို့ပေါ့ဘယ်သူလောက်တာတော့ကိုလောက်တာပဲလေဘလောက်ရှင်းတော့တရားမြင်အောင်ကြည့်နော်အဲ့တော့မြတ်စွာဘုရားအဲ့လိုလေးစပြီးတော့ဟောတာယဟန်တို့တဲ့လောကဓာတ်တရား၈ပါးရှိတယ်အဲ့ဒီလောကဓာတ်တရား၈ပါးဟာတတ္တဝါတွေနောက်ကိုလိုက်နေတာရှိတယ်လို့တတ္တဝါတွေကလည်းလောကဓာတ်တရားနောက်ကိုလိုက်နေတာရှိတယ်ဒါကြောင့်မို့လို့ဉာဏ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလူမိုက်ပဲဖြစ်ဖြစ်ပညာရှိပဲဖြစ်ဖြစ်ဘယ်လိုလူမျိုးမဆိုအဲ့ဒီလောကဓာတ်တရားတွေကိုအမြဲတမ်းတွေးကြုံနေရတယ်တဲ့တွေးရလိမ့်မယ်ကြုံရလိမ့်မယ်ဘုံတို့ရှောင်လို့မရအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဗာမင်းရှိတုံးဆိုတော့လောကဓာတ်တရားတွေတွေးကြတဲ့အခါမှာတဲ့နော်လောကဓာတ်တရားတွေရဲ့အကြောင်းကိုဘာမှမသိတဲ့အဲ့ဒီမှာတော့မြတ်စွာဘုရားအတုတ္တဝါပုထုဇနောဆိုတဲ့စကားလုံးလေးသုံးတယ်အတုတ္တဝါဆိုတာမှန်ကန်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဘာမှဂျာဘူးနာဝမရှိဘူးစာပေအနေနဲ့လေ့လာဖတ်ရှုထားတာလည်းမရှိဘူးအတန်အနေနဲ့နားထောင်ထားတာလည်းမရှိဘူးအတုတ္တဝါဆိုတာဘာမှဂျာဘူးနာဝမရှိဘူးပုထုဇနဆိုတာဘာပြောတာတော့စိတ်ထဲမှာရာဂဒေါသမောဟကိလေသာတွေထူပြောတဲ့လူကိုပုထုဇဉ်လို့ပြောတာဟုတ်လားမှန်တရားနဲ့ပတ်သက်ပြီးတော့ဘာမှကြားဘူးနာဝမရှိတဲ့ကိလေသာထူပြောတဲ့ပုထုဇဉ်တွေဟာတဲ့လောကဓာတ်တရားနဲ့တွေ့လာရင်သူတို့ဘလို့တုံ့ပြန်တယ်လဲနော်တုတ္တဝါအရိယာတာဝကောတဲ့အမှန်တရားနဲ့ပတ်သက်ပြီးတော့ကြားမြင်မှုနားလည်မှုကြားဘူးနာဝအများကြီးရှိတဲ့အရိယာတာဝကောဘုရားဆရှိတဲ့အရိယာသူတော်စင်တို့ရဲ့တပည့်တာဝကတွေလောကဓာတ်နဲ့တွေ့လာတဲ့အခါမှာသူတို့ရောဘလို့တုံ့ပြန်ကြတယ်လဲလောကဓာတ်တရားကိုတော့ပုထုဇဉ်တွေလည်းတွေ့တယ်အရိယာတွေလည်းတွေ့တယ်ဉာဏ်မဲ့သူတွေလည်းတွေ့တယ်ဉာဏ်ရှိသူတွေလည်းတွေ့တယ်သို့တော့မတူဘူးတဲ့ဘာမတူတာတော့အဲ့ဒီအတွေ့အကြုံကိုဘလို့မြင်တယ်လဲစိတ်ထဲကဘလို့ခံစားတယ်လဲဘလို့ရင်ဆိုင်တယ်လဲဘလို့တုံ့ပြန်တယ်လဲအဲ့ဒါတူမလားမတူအဲ့ဒီမတူမှုကဘာလဲတဲ့အဲ့ဒီကွဲပြားခြားနားမှုကဘာလဲလို့မြတ်စွာဘုရားယဟန်တော်တွေကိုမေးခွန်းထုတ်တာလူမိုက်တွေလည်းလောကဓာတ်နဲ့တွေ့တယ်ပညာရှိတွေလည်းလောကဓာတ်နဲ့တွေ့တယ်သူတို့ရဲ့လောကဓာတ်ပေါ်မှာတုံ့ပြန်မှုဟာမတူဘူးကွဲပြားတယ်ခြားနားတယ်အဲ့ဒီကွဲပြားခြားနားမှုဟာဘလို့ကွဲပြားခြားနားတာလဲလို့မေးတာမေးတော့ယဟန်တော်တွေကနော်တရားဆိုတာမြတ်စွာဘုရားဟောမှာတပည့်တို့နားတာပါဘုရားကြားတာပါဒါကြောင့်မြတ်စွာဘုရားပဲဟောပြပါလို့တောင်းပန်လို့မြတ်စွာဘုရားကနော်လူမိုက်တို့ရဲ့လောကဓာတ်ရဲ့ပေါ်မှာတုံ့ပြန်ပုံတုံ့ပြန်နည်းပညာရှိတို့ရဲ့လောကဓာတ်တရားရဲ့ပေါ်မှာတုံ့ပြန်ပုံတုံ့ပြန်နည်းကိုမြတ်စွာဘုရားအဲ့ဒီမှာဟောတယ်နော်ကျွတ်တို့ဘဝမှာဒါအလွန်မှအသုံးချစရာကောင်းတဲ့ဒေသနာတစ်ပုဒ်နော်
ဟုတ်လားအတုတ္တဝါပုထုဇဉ်တော့အကြမြင်မရှိတဲ့ပုထုဇဉ်တတ္တဝါရဲ့တုတ္တဝါအရိယာတာဝကောအကြမြင်များတဲ့အရိယာတို့ရဲ့တပည့်တာဝကရဲ့ဒီအုပ်စုနှစ်စုရဲ့လောကဓာတ်ရဲ့ပုံမှာတုံ့ပြန်ပုံတုံ့ပြန်နည်းမတူဘူးဘလို့မတူတာတော့ဒါလေးကိုအကြမ်းမြင်ပြောပြမယ်နော်မိုင်မဲတဲ့ပုံကိုယ်တွေကလောကဓာတ်တရားနဲ့တွေ့တဲ့အခါမှာသူတို့ဟာမှန်မှန်ကန်ကန်မမြင်ကြဘူးတဲ့အဲ့ဒီကစရှင်းပြတယ်လောကဓာတ်တော့အတူတူတွေ့တာပဲဒါပေမဲ့အသိဉာဏ်နည်းတဲ့ပုံကိုယ်တွေရဲ့လောကဓာတ်တရားရဲ့ပုံမှာတုံ့ပြန်ပုံကဘလို့တော့မှန်မှန်ကန်ကန်အမြင်မရှိဘူးမှန်ကန်တဲ့အမြင်မရှိဘူးနော်ငါတော့လောကဓာတ်တရားတော့တွေ့လာပြီနော်ဒီလောကဓာတ်တရားတွေဟာမတည်မြဲတဲ့အနိစ္စသဘာဝတွေဒီအတွေ့အကြုံတွေဟာကောင်းမွန်တဲ့သဘာဝတွေလည်းမဟုတ်ဘူးဒုက္ခတရားတွေနော်ဒီအတွေ့အကြုံတွေဟာအမြဲတမ်းဖောက်လဲဖောက်ပြန်ဖြစ်တတ်တဲ့ဝိပရိနာမဓမ္မတွေလို့အမှန်တရား၃ချက်အဲ့ဒီမှာမြတ်စွာဘုရားထောက်ပြတယ်အဲ့ဒီအမှန်တရားကိုမိုက်မဲတဲ့ပုဂ္ဂိုလ်ဟာမသိဘူးတဲ့တကယ်တမ်းကလောကဓာတ်တရားဆိုတာနော်သူတို့ရဲ့သဘောဟာဘယ်လိုလဲလို့ဉာဏ်နဲ့တကယ်ဝေဖန်မယ်ဆိုလို့ရှိရင်အနိစ္စဒုက္ခဝိပရိနာမဓမ္မဒီစကလုံးလေး၃လုံးခေါင်းနဲ့ဆွဲသွားမှတ်တာနော်အတွေ့အကြုံတွေဆိုတာအနိစ္စမတည်မြဲတဲ့သဘောပဲဒုက္ခကောင်းမွန်တဲ့သဘာဝတွေမဟုတ်ဘူးနော်ဒုက္ခလောကဓာတ်ဖြစ်ရင်ဖြစ်မယ်ချီးမွမ်းခံရတဲ့လောကဓာတ်ဖြစ်ရင်ဖြစ်မယ်အချွေရန်ရှိတဲ့လောကဓာတ်ဖြစ်ရင်ဖြစ်မယ်ကိုလိုချင်တာရတဲ့လောကဓာတ်ဖြစ်ရင်ဖြစ်မယ်ကောင်းတဲ့လောကဓာတ်တွေဖြစ်ကောင်းဖြစ်မယ်သို့တော့ဘယ်လိုလောကဓာတ်ပဲဖြစ်ဖြစ်အဲ့ဒီအတွေ့အကြုံတွေဟာကောင်းမွန်တဲ့သဘာဝတွေတော့မဟုတ်ဘူးဒုက္ခသစ္စာကိုပြောခြင်းတာဒုက္ခလက္ခဏာကိုပြောခြင်းတာဒီနေ့မှာဒုက္ခဆိုတာကနော်အခံရခက်တဲ့ယောဂဝေဒနာကြောင့်ဖြစ်ပေါ်နေတဲ့ဒုက္ခမျိုးတွေကိုဖြစ်ချင်တာမဖြစ်လို့ကိုမဖြစ်ချင်တာဖြစ်လို့စိတ်ထဲမှာစိတ်တိုင်းမကြတဲ့စိတ်ရဲ့ဒုက္ခမျိုးတွေကိုဒီနေရာမှာဒုက္ခလို့ဆိုလိုတာမဟုတ်ဘူးဖြစ်ပေါ်လာပြီးတဲ့နောက်အမြဲတမ်းပျောက်ကွယ်လိုက်နေလို့ဘာတန်ဖိုးမှမရှိတဲ့ဘာကောင်းမွန်မှုမှမရှိတဲ့အရာတွေလို့ဆိုချင်တာဒုက္ခဆိုတာဟုတ်လားဒါကြောင့်ကောင်းတဲ့လောကဓာတ်တွေပဲဖြစ်ဖြစ်မကောင်းတဲ့လောကဓာတ်တွေပဲဖြစ်ဖြစ်သူတို့ဟာတည်မြဲမှုမရှိဘူးအမြဲတမ်းရက်တည်နေတာမဟုတ်ဘူးဒီတိုင်းအမြဲတမ်းဖြစ်နေတာမဟုတ်ဘူးအနိစ္စသူတို့ဟာကောင်းမွန်တဲ့သဘာဝတွေလည်းမဟုတ်ဘူးဒုက္ခပြီးတော့မှပြောတော့ဝိပရိနာမဓမ္မဝိပရိနာမဓမ္မဆိုတာခုတစ်မျိုးတော့ကြတဲ့မျိုးတစ္ဆာမရှိဘူးလို့လည်းပဲပြောမယ်ဆိုရင်ပြောလို့ရတယ်ဖောက်ပြန်တယ်လို့ဘာသာအဲ့လိုလေးဘာသာပြန်တယ်ဝိပရိနာမဓမ္မဆိုပါတော့ဖောက်ပြန်တယ်ဆိုတာခုတစ်မျိုးတော့ကြတဲ့မျိုးဒီလိုလေးပြောလိုက်ရင်ပို့ပြီးတော့နားလည်မယ်နော်တော့လောကဓာတ်တရားတွေဆိုတာအမြဲတမ်းဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းတယ်လို့ဗယံမရာဖြစ်နေတတ်တဲ့သဘာဝတွေတော့အကြောင်းတရားတွေကမျိုးစုံဆိုတဲ့အခါကျတော့အကျိုးရလက်တွေကလည်းအမျိုးစုံဖြစ်တာပေါ့နော်အဲ့ဒါပုထုဇဉ်ပုဂ္ဂိုလ်တွေမိုက်မဲတဲ့ပုဂ္ဂိုလ်တွေကလောကဓာတ်တရားနဲ့တွေ့လာမယ်ဆိုဒီအမှန်တရား၃ချက်ကိုသူတို့ဟာမြင်လားမမြင်ဘူးတဲ့မမြင်တော့ဘာဖြစ်တုံဆိုတော့ကောင်းတဲ့အတွေ့အကြုံကလည်းသူတို့စိတ်ကိုအကြီးအကျယ်လွှမ်းမိုးတယ်မကောင်းတဲ့အတွေ့အကြုံကလည်းသူတို့စိတ်ကိုအကြီးအကျယ်လွှမ်းမိုးတယ်လွှမ်းမိုးတော့ဘာဆက်ဖြစ်တုံဆိုတော့ကောင်းတဲ့အတွေ့အကြုံနဲ့တွေ့ရင်သူတို့ကအလွန်ကဲဝမ်းသာကြတယ်မကောင်းတဲ့လောကဓာတ်ဆိုတဲ့အတွေ့အကြုံဇိုးတွေနဲ့တွေ့ရင်သူတို့ကအလွန်ကဲဝမ်းနေကြတယ်ဝမ်းသာခြင်းဝမ်းနေခြင်းတွေပဲသူတို့စိတ်မှာနေရာယူနေတယ်မြင်အောင်ကြည့်နော်အဲ့လိုဝမ်းသာခြင်းဝမ်းနေခြင်းတွေအဲ့ဒီထဲမှာတော့မြတ်စွာဘုရားနော်အနုရုပ်စတိပฏิဝိရုပ်စတိအဲ့ဒီစကလုံးလေးသုံးတယ်အနုရုပ်စတိဆိုတာနှစ်သက်နေတာကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်နှစ်သက်နေတာဒါကိုဘုံဘုံကဝမ်းသာတယ်လို့မှတ်သားရလွယ်အောင်ပြောလိုက်တာပฏิဝိရုပ်စတိဆိုတာနော်ဝမ်းနေနေတာကြေကွဲနေတာစိတ်ထဲကနော်ဘလို့မှသဘောမကျဘဲနဲ့စန့်ကျင်ကန့်ကွက်နေတဲ့သဘောကိုပฏิဝိရုပ်စတိလို့ပြောတာအဲ့တော့ဆိုးတဲ့လောကဓာတ်တွေဆိုးတဲ့အတွေ့အကြုံတွေနဲ့တွေ့ရင်ဘုန်းတို့ရဲ့စိတ်ကအဲ့ဒီနည်းပါဖြစ်နေတော့တုံ့ပြန်နေတာဟုတ်လားအနုရုပ်စတိပฏิဝိရုပ်စတိဒါကိုအရက်သုံးလေးနဲ့နားလည်အောင်ပြောတာကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်စိတ်ဟာဝမ်းသာနေတယ်စိတ်တိုင်းနေကြာနှစ်သက်နေပြောနေတယ်ပေါ့မကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဘာဖြစ်မလို့စိတ်တိုင်းမကြတော့ဘူးစန့်ကျင်ကန့်ကွက်စိတ်ပြဲပြီးတော့တခါတည်းပေါက်ကွဲနေတယ်ကောင်းသလားကောင်းအများစုကအဲ့ဒီနည်းနဲ့သွားတာပေါ့အဲ့ဒါမြတ်စွာဘုရားကအဲ့လိုမျိုးလောကဓာတ်တရားရဲ့နော်အခြေအနေမှန်အမှန်တရားကိုမမြင်ရတဲ့အခါနေစာဒုက္ခဝိပရိနာမဓမ္မနော်ဒီအမှန်တရားကိုမမြင်တဲ့အခါလောကဓာတ်တရားတွေကသူတို့စိတ်ကိုလွှမ်းမိုးသွားကြတယ်လောကဓာတ်ရဲ့လွှမ်းမိုးမှုကိုခံရတဲ့အခါမှာသူတို့ရဲ့စိတ်ဟာကောင်းတာဆိုရင်ဝမ်းသာတယ်ဆိုးတာဆိုရင်ဝမ်းနေတယ်ဝမ်းသာခြင်းဝမ်းနေခြင်းနဲ့သွားတာအဲ့ဒီနီးနဲ့သွားနေတဲ့မြတ်အဲ့ဒီတတ္တဝါတွေဟာဘယ်သောခါကာလမှနော်ပရိသေတွေနေရတဲ့ဆင်းရဲဥရတဲ့ဆင်းရဲနားရတဲ့ဆင်းရဲသေရတဲ့ဆင်းရဲစိုးရင်ရတဲ့ဆင်းရဲငိုကြွေးရတဲ့ဆင်းရဲကိုဆင်းရဲမှုစိတ်ဆင်းရဲမှုတွေးကြုံရတဲ့ဆင်းရဲဥပါယတာဆိုတဲ့ပြင်းစွာပင်ပန်းရတဲ့ဆင်းရဲဒီဆင်းရဲတွေကသူ့ဟာမလွတ်နိုင်ဘူးတဲ့ဒုက္ခကဘယ်တော့မှမလွတ်ဘူးတဲ့နော်
လောကရဲ့အတွေ့အကြုံတွေကိုဝမ်းသာခြင်းဝမ်းနည်းခြင်းနဲ့ရင်ဆိုင်နေသမျှကာလပတ်လုံးဘုန်းဘုန်းတို့ကဘယ်တော့မှဆင်းရဲဒုက္ခကမလွတ်နိုင်ဘူးတဲ့အဲ့လိုလေးပြောတာနော်အလွန်ကောင်းတဲ့စကားလုံးတွေမှတ်ထားနော်ဟုတ်လားဘလို့အတွေ့အကြုံပဲတွေ့စိတ်ထဲမှာဝမ်းသာခြင်းဝမ်းနည်းခြင်းမဖြစ်အောင်ကြိုးစားတဲ့နေရာမှာဒီစကားတွေကအများကြီးအထောက်အကူပြုနိုင်တယ်ပေါ့ဟုတ်လားအဲ့ဒါလူမိုက်တို့ရဲ့အတုတ္တမှာပုထုဇနောဆိုတဲ့လူမိုက်တို့ရဲ့လောကရန်ရဲ့ပုံမှာတုံ့ပြန်ပုံတုံ့ပြန်နေပဲပညာရှိတွေကြတော့အဲ့လိုမဟုတ်ဘူးတဲ့လောကရန်တရားနဲ့တွေ့လာပြီဆိုရင် तू မှန်မှန်ကန်ကန်မြင်တယ်ဘလို့မြင်တော့သူ့စိတ်ထဲမှာဆင်ញင်မှုကအလိုလိုဖြစ်လာတယ်ဘလို့ဖြစ်လာတာတော့ငါတော့လက်ရခြင်းကြီးဖြစ်လာပြီငါတော့ချီးမွမ်းခံရခြင်းကြီးဖြစ်လာပြီငါတော့အချမ်းရနေများနေပြီငါတော့ချမ်းသာနေပြီဒါကောင်းတဲ့ဘက်ပေါ့နော်ငါတော့ငါရကျင်တာတွေမရဘူးရာပြီးသားတွေဆုံးရှုံးကုန်ပြီငါတော့အထီးကျန်နေပြီဟုတ်လားငါတော့ကဲ့ရဲ့ခန်းနေရပြီငါတော့ဆင်းရဲနေပြီဟောအဲ့ဒီအတွေ့အကြုံတွေတွေ့လာတဲ့အခါမှာ तू ကဘလို့စဉ်းစားတော့ဘာပဲတွေ့ဒီအတွေ့အကြုံတွေဟာတည်မြဲနေတဲ့တရားတွေတော့မဟုတ်အနိစ္စဒီအတွေ့အကြုံတွေဟာကောင်းမွန်တဲ့သဘာဝတွေလည်းမဟုတ်ဘူးဘာလို့ဒုက္ခဒီအတွေ့အကြုံတွေဟာဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့တရားတွေဝိပရိနာမဓမ္မအဲ့ဒီအမှန်တရားကြီး၃ချက်ကိုသူ့စိတ်ဟာကောင်းကောင်းမြင်တယ်သူ့စိတ်ဟာကောင်းကောင်းဆင်ခြင်နိုင်တယ်သုံးသပ်နိုင်တယ်အဲ့လိုမြင်တဲ့အတွက်ကြောင့်ကောင်းတဲ့လောကရန်လည်းသူ့စိတ်ကိုမလွှမ်းမိုးနိုင်ဘူးမကောင်းတဲ့လောကရန်လည်းသူ့စိတ်ကိုမလွှမ်းမိုးနိုင်လောကရန်ရဲ့လွှမ်းမိုးမှုကိုမခံရတဲ့အတွက်ကြောင့်သူ့ရဲ့စိတ်ဟာကောင်းတဲ့လောကရန်နဲ့တွေ့လဲဝမ်းသာတယ်ဆိုတာမရှိဘူးဆိုးတဲ့လောကရန်နဲ့တွေ့လို့သူ့စိတ်ဟာဝမ်းနေတယ်ဆိုတာလည်းမရှိဘူးဟောဝမ်းသာခြင်းဝမ်းနေခြင်းမရှိဘူးအဲ့ဒီလိုဝမ်းသာခြင်းဝမ်းနေခြင်းမရှိတဲ့လူဟာလွတ်မြောက်တော့မယ်တဲ့ပရိသေတွေနေရတဲ့ဒုက္ခဥဟာနာရသေရတဲ့ဒုက္ခမသေးခင်မှာတော့တွေ့ရကြုံရမယ်တောကပရိဒေဝဒုက္ခဒေါမနတဥပယသောဆိုတဲ့တရားစိုးတွေနောက်ဆုံးမြတ်စွာဘုရားအလုံးစုံသောဒုက္ခတွေကလွတ်လိမ့်မယ်တဲ့နော်လောကရဲ့အတွေ့အကြုံတွေရဲ့ပုံမှာဝမ်းသာခြင်းဝမ်းနည်းခြင်းကင်းပြီးတော့ဘုန်းဘုန်းတို့တည်ငြိမ်မှုအေးချမ်းမှုနဲ့ဉာဏ်ပညာဥဆောင်ပြီးတော့ရင်ဆိုင်နိုင်မယ်ဆိုရင်ဘုန်းဘုန်းတို့ကဘာဖြစ်သွားမှာတော့ဒုက္ခတွေကလွတ်မြောက်သွားလိမ့်မယ်လို့ဟောတာအဲ့ဒီထိသွားမှာနော်လောကရန်ကိုရင်ဆိုင်နိုင်တဲ့စွန့်ရည်တတ္တိဟာအခုချမ်းသာရုံနဲ့မကဘူးဆင်းရဲဒုက္ခကထာဝရလွတ်မြောက်သွားတဲ့အနေထားတရားရှိကိုလည်းပဲဥတည်နေတယ်အဲ့ဒါကိုဘာလို့ရမှာတော့မြင်ရမယ်ဟုတ်လားဒါဘုံဘုံကဒုတိယလောကဓမ္မသုတ်တန်ဆိုပြီးတော့အင်္ဂုတ္တပါဠိတော်အတ္တကနိဗ္ဗာန်မှာမှတ်တမ်းတင်ထားတဲ့သုတ်တန်လေးကိုအတူချုပ်ပြီးတော့ပြောပြတာလူမိုက်တို့ရဲ့အတွေ့အကြုံဆိုတဲ့လောကရန်ရဲ့ပုံမှာတုံ့ပြန်ပုံတုံ့ပြန်နည်းပညာရှိတို့ရဲ့လောကရန်တရားရဲ့ပုံမှာတွေ့ကြုံပုံတွေ့ကြုံနည်းတူသလားအတူဘလို့မတူတာတော့အမြင်မှန်ရှိခြင်းမရှိခြင်းတွေမတူတဲ့အတွက်ကြောင့်အကျိုးရလဒ်တွေလည်းမတူကွဲပြားခြားနားသွားကြတာအဲ့တော့အမြင်မှန်ကိုဘုန်းဘုန်းတို့ဘလို့အနှစ်ချုပ်ပြီးတော့မှတ်မှာတော့၃ခုမှတ်မယ်နော်အနေစာဒုက္ခဝိပရိနာမအဲ့ဒါလက်တွေ့သုံးကြည့်ကောင်းတဲ့အတွေ့အကြုံလေးတွေတွေ့လာရင်လည်းပဲအနေစာဒုက္ခဝိပရိနာမလို့နော်ဉာဏ်ကအဲ့ဒါကိုဘာလို့ရမလို့တခါတည်းနားလည်မှုနဲ့ဖြစ်ပေါ်လာမဲ့လောဘကိုခြေဖြတ်နိုင်ရမယ်မကောင်းတဲ့လောကရန်နဲ့တွေ့ရင်လည်းပဲဒီအနေစာဒုက္ခဝိပရိနာမဆိုတဲ့အမှန်တရား၃ချက်နဲ့ပဲနော်ဒေါသတွေဖြစ်မလာအောင်ဖြစ်လာရဲဆိုရင်လည်းအဲ့ဒီဒေါသတွေကိုခြေဖြတ်နိုင်အောင်ကြိုးစားမယ်ဒါအကောင်းဆုံးလက်နက်ပဲဟုတ်လားအနေစာကိုသိတဲ့ဉာဏ်ပညာဒုက္ခကိုသိတဲ့ဉာဏ်ပညာဝိပရိနာမဓမ္မကိုသိတဲ့ဉာဏ်ပညာအဲ့ဒီဉာဏ်ပညာဘာတော့အကောင်းဆုံးလက်နက်ပဲနော်ပညာအာဟုဒပညာဆိုတာလက်နက်လို့ဘုရားဟောတာရှိတယ်ကုံဘူပမံကာယမိမံဝိဒိတဝါနဂရုပမံစိတ်တမိတံတပိတဝါယောဒေထမာရံပညာဝုဒေနဇိတင်္စရခေအနိဝေဒနောတိယဒီကထာလေးအလွန်ကောင်းဟုတ်လားယောဒေထမာရံပညာဝုဒေနပညာဆိုတဲ့လက်နက်နဲ့လောဘဒေါသမောဟဆိုတဲ့မန်ကိုစစ်ထိုးပါလို့ဘုရားအဲ့လိုဆုံးမတာရှိဟုတ်လားနော်လောဘဒေါသမောဟဆိုတဲ့မန်ကိုယံသူကိုဘာနဲ့စစ်ထိုးရမှာတော့ပညာဆိုတဲ့လက်နက်နဲ့စစ်ထိုးရမယ်အဲ့တော့ပညာဆိုတာဘာပြောတာတော့အနေစာဒုက္ခဝိပရိနာမဓမ္မကိုတကယ်သိတာတကယ်နားလည်တာနော်အတွေ့အကြုံတွေရဲ့မတည်မြဲတာကိုတကယ်သိတယ်အတွေ့အကြုံတွေရဲ့ကောင်းမွန်တဲ့သဘာဝမဟုတ်ပုံကိုတကယ်သိတယ်အတွေ့အကြုံတွေရဲ့ဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့သဘာဝကိုတကယ်သိတယ်အဲ့ဒါကိုတကယ်သိမယ်ဆိုရင်ဘုန်းဘုန်းတို့မှာအကောင်းဆုံးလက်နက်ကိုရထားတယ်လို့ဆိုနိုင်တယ်ပေါ့ဟုတ်လားအဲ့ဒါဆိုရင်ရန်သူကိုခြေမုံနိုင်ပဲရန်သူကိုခြေမုံနိုင်မယ်ဆိုရင်ဒီစိတ်ဟာမဖြစ်ပြီတော့မစင်းရဲတော့ဟိုငြိမ့်အေးမယ်ဒီသဘောကိုပြောတာဟုတ်လားအဲ့တော့ပြောလိုက်ရတာလေဘုန်းဘုန်းစိတ်ထဲမှာအားရတယ်ကျဉ်းတတ်တယ်နော်တရားကလည်းတခါတလေပြောလိုက်တိုင်းစိတ်ထဲကစိတ်တိုင်းကြသွားတာတော့မဟုတ်ဘူးတခါတလေကိုယ့်အကိုဘာလို့လွတ်နေမှမသိဘူးစိတ်ကကျဉ်းတတ်မှုကိုအပြည့်အဝမရဘူးပေါ့နော်
ဒီနေ့ပြောရတာလေစိတ်ထဲမှာတော်တော်ကျဉ်းနှံ့မှုလေးရတယ်ဟုတ်လားပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်အကောင်းဆုံးဂါထာလေးအမြဲတမ်းရွတ်ဖို့အဲ့ဒီအစပြောလိုက်တာဟုတ်လားဖုဒ္ဓတလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမယန္တာရှင်မြတ်တို့ရဲ့စိတ်တည်လောကရန်ဆိုတဲ့အတွေ့အကြုံတို့ကြောင့်တုံ့လုံမှုမရှိဘူးစိုးရိမ်မှုမရှိဘူးစိတ်မှာမြူညစ်ကြီးပေချမ်းသွားတာမရှိဘူးဘေးဖြစ်သွားတယ်ဆိုတာမရှိဘူးဒီလေးမျိုးဟာအလွန်မှမြင့်မားတဲ့မင်္ဂလာတရားဟုတ်လားဒီဂါထာလေးနဲ့တွဲပြီးတော့နောက်ထပ်ရွတ်ဖို့ဂါထာလေးတစ်ပုဒ်ပြောလိုက်သေးရနော်သေလောယထာဧကကနောဝါဒေနနာသမိရတိဧဝနေနာပတန္တာတုနသမိစ္ဆန္တိပဏိတာကြောက်သားပဂတိနဲ့ပြီးနေတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နာကတိုက်ခတ်လာတဲ့လေတို့ကြောင့်တုန်လှုပ်မှုမရှိသလိုချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတဲ့လေသံတို့ကြောင့်ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာတုန်လှုပ်တယ်ဆိုတာမရှိဘူးတဲ့ဘလောက်အားကြစရာကောင်းတော့အဲ့လိုရွတ်လိုက်တာနဲ့ကိုပဲတော်တော်လေးတော့ငြိမ်သွားမယ်နော်ဟုတ်လားနော်တရားနဲ့စိတ်နဲ့ကိုမဝေးစေနဲ့ဟုတ်လားတရားနဲ့စိတ်နဲ့ဝေးရင်အဲ့ဒီစိတ်ဆင်းရဲလိမ့်မယ်နော်အဲ့တော့လောကဓာတ်တရားတွေရဲ့အပေါ်မှာတွေ့ကြုံလာတဲ့အခါမှာအကောင်းဆုံးရင်ဆိုင်နိုင်ဖို့အတွက်နောက်ပိုင်းလေးမှာဗာပြောလိုက်တော့နော်ပညာရှိတို့ရဲ့လောကဓာတ်ရဲ့အပေါ်မှာရင်ဆိုင်ပုံရင်ဆိုင်နည်းဉာဏ်မဲ့သူတို့ရဲ့လောကဓာတ်တရားရဲ့အပေါ်မှာရင်ဆိုင်ပုံရင်ဆိုင်နည်းဒါကိုပြောလိုက်တယ်နော်အနှစ်ချုပ်လေးနားလည်ရမယ်ဟုတ်လားဉာဏ်မဲ့သူတွေကလောကဓာတ်တရားရဲ့အပေါ်မှာသူတို့အမြင်မှန်မရှိဘူးဉာဏ်ရှိသူတွေကလောကဓာတ်တရားရဲ့အပေါ်မှာသူတို့ကအမြင်မှန်ရှိတယ်အမြင်မှန်ဆိုတာဘာပြောတာတော့အနေစာဒုက္ခဝိပရိနာမဓမ္မကိုသိတာမြင်တာအတွေ့အကြုံတွေဆိုတာဒါမျိုးတွေပါကွာလို့သိတာဟုတ်လားမတည်မြဲတဲ့အရာလို့သိတာမကောင်းမွန်တဲ့အရာလို့သိတာဖောက်လဲဖောက်ပြန်ဖြစ်တတ်တဲ့အရာတွေလို့သိတာဒီလိုဖြစ်တတ်တဲ့သဘာဝမျိုးတွေနဲ့ကိုယ့်ရဲ့စိတ်ကိုနော်ငါတုံလှုပ်အောင်လုပ်လို့ဘယ်တင့်တော်မလို့လို့ဉာဏ်ကအလိုလိုနားလည်မှာတကယ်သိမယ်ဆိုလို့ရှိရင်တုံလှုပ်မှုကလည်းမဖြစ်သွားမှာတော့နည်းသွားမှာနော်ဉာဏ်ရှိတဲ့လူတွေကအဲ့ဒီအမြင်မှန်နဲ့လောကဓာတ်တရားကိုရှင်းဆိုင်ကြတာအဲ့ဒီအမြင်မှန်ရှိမယ်ဆိုရင်လောကဓာတ်တရားရဲ့လွှမ်းမိုးမှုကိုမခံရအောင်ဟုတ်လားလောကဓာတ်တရားရဲ့လွှမ်းမိုးမှုကိုမခံရဘူးဆိုရင်ကောင်းတာနဲ့တွေ့လဲဝမ်းသာတာမရှိဘူးဆိုးတာနဲ့တွေ့လဲပဲဝမ်းနေတာမရှိဘူးအဲ့ဒီဝမ်းသာဝမ်းနေမဖြစ်အောင်လုပ်နိုင်တဲ့လူတွေတည်ငြိမ်အောင်လုပ်နိုင်တဲ့လူတွေဟာဒုက္ခအားလုံးကတော့လွတ်မြောက်သွားလိမ့်မယ်လို့အဲ့လိုခေါ်တာနော်မြတ်စွာဘုရားအတွေ့အကြုံတွေကိုဝမ်းသာမှုဝမ်းနည်းမှုနဲ့သာရင်ဆိုင်နေမယ်ဆိုရင်အဲ့လိုရင်ဆိုင်နေသမျှကလပ်ပတ်လုံးဘယ်တော့မှကိုယ်ဟာဒုက္ခကမလွတ်နိုင်ဘူးအဲ့ဒါဒုက္ခကလွတ်ချင်တယ်ဆိုရင်လောကဓာတ်ဆိုတဲ့အတွေ့အကြုံတွေကိုဝမ်းသာခြင်းဝမ်းနည်းခြင်းနည်းအောင်ဘုံဘုံတို့ရင်ဆိုင်နိုင်အောင်ကြိုးစားရမယ်ဟုတ်လားနောက်ဆုံးဝမ်းသာခြင်းဝမ်းနည်းခြင်းလုံးဝချုပ်ငြိမ်းတဲ့အဆင့်ကိုနော်အကောင်းဆုံးဘုံဘုံတို့မျှော်မှန်းပြီးတော့ကြိုးစားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မကောင်းဘူးလားကောင်းတယ်နော်အဲ့ဒါကိုလည်းမျှော်မှန်းတတ်ဖို့လိုမယ်နော်အခုလည်းပဲငြိမ်ငြိမ်အေးအေးနေနေအောင်ငါကြိုးစားမယ်နော်နောက်မှလည်းပဲတကယ်ကိုပဂရိငြိမ်အေးတဲ့ဘယ်တော့မှဖောက်ပြန်ခြင်းတုံ့လုံခြင်းမရှိတော့တဲ့အနေထားတရက်စီကိုရောက်အောင်ငါသွားမယ်ဆိုတဲ့ဥတီချက်ကိုအမြင့်မားဆုံးထိဘုံဘုံတို့နော်မှန်းထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မကောင်းဘူးလားကောင်းတယ်အဲ့ဒါလည်းပါရမယ်ပေါ့နော်ဒါဒီကနေ့လောကဓာတ်တရားနဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့ပြောပါတယ်ဒါကြောင့်လောကဓာတ်တရားရဲ့ပုံမှာနော်အမြင်မှန်နဲ့မြင်နိုင်ကြတဲ့လောကဓာတ်တရားရဲ့ပုံမှာအကောင်းဆုံးတုံ့ပြန်နိုင်ကြတဲ့နော်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုံဘုံတို့ဆန္ဒပြုပြီးတော့ဒီကနေ့ကြိုးပမ်းအထောက်ကြတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုညံမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုဝေရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတတိဝါတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗတံဃာနုဝဝေနတရာဒုက္ခိဝန္တုတိတေတုမဂံတေတရားနာပိသပေါင်းတော်ကောင်းတို့သာတာအလုံးသောတတ္တဝအနန္တတို့အားတဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတဗ္ဗတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းတဲ့အပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသိစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓနုဘဝေန
ခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတရထာဘဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတည်သောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမေလီတံဖူလီတံနိဗ္ဗာန်တည်တည်ဆိုသောဆေရသောတရားတော်မြတ်တို့ရဲ့တကူတည်သောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗတံဃာနုဘဝေနမေကထံလေးရောက်ပလတံလေးရောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နဲ့တကွာတိလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေသောအာနုဘော်တော်တို့ရောက်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းကဲအလုံးမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစုတို့ကိုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအစုတို့ကြောင့်မဲ့ညာပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေလို့ဆုတောင်းကြမယ်တတ္တဝအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေကြမယ်အလုံးညီညာညာလိုက်ပြီးတော့ဆိုရအောင်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့သည်မဲ့ညာဖို့ညာမျက်နှိပ်ပံကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤကုသိုလ်တို့ဤအဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍30ဘုံကျင်လီခုံသောတတ္တဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု